الحمد لله رب العالمين الذي خلقنا وهدانا إلى صراط مستقيم وهو الذي أنزل القرآن على عبده ولم يجعل له عوجا وأشهد أن لا إله إلا الله وأشهد أن محمدا عبده ورسوله إن صلاتي ونسكي ومحياي ومماتي لله رب العالمين إني وجهت وجهي للذي فطر السماوات والأرض حنيفا وما أنا من المشركين رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقهوا قولي أما بعد قال الله تعالى في القرآن المجيد والفرقان الحميد بسم الله الرحمن الرحيم وما أرسلنا من قبلك من رسول إلا نوحي إليه أنه لا إله إلا أنا فاعبدني آمنت بالله صدق الله العظيم وصدق رسوله النبي الكريم ونحن على ذلك من الشاهدين والذاكرين والحمد لله رب العالمين إذا بدو شاول جاري كاتاني نوني ما بونو بيا شنوني نه كلو شما كوبا چيمي مي ياشيره توجاو لاشميا جيدوتي چيمو كيو بو كلو شنو بيو جانے نے اٹھی شنو کو ngene taw de kale bo de ka pusu yu ya ke de shano ye miba na ba ne de bo shano ye te sia me sia cha sia mya a lo ko di ne ya ne Garawa view Jedu Teshi Jaw Panama Bojali Joyလာကြတဲ့လူကြီးများအားလုံးပေါ်မှာအလားရှင်မြတ်ထံတော်ကနေငြိမ်းချမ်းသာယာမှုပြပြအကျဉ်းပါတီကြောင့်ဆလမ်ဘုဒ္ဓအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်လာဟီဝဘရကာတူဟ်ဝါလိုင်ကွမ်အစ္စလာမ်ကျွန်တော်တာဝန်ကျတဲ့ဘက်မှာဆွေးနွေးတင်ပြရရှိတဲ့ကုရ်အာန်ကျမ်းမြတ်မှာတမန်တော်မြတ်များဆိုတဲ့ခေါင်းစဉ်အပိုင်း၃ကိုကျွန်တော်အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျမ်းမြတ်ကုရ်အာန်မှာအလ္လာဟ်ရှင်မြတ်ကတင်ပြထားတဲ့လမ်းညွှန်ထားတဲ့နဗီရဆူလ်နဘူဝါရီဆာလတ်မြောင်များလာသောနဗီရဆူလ်တမန်တော်မြတ်များကိုအလ္လာဟ်ရှင်မြတ်ကရွေးချယ်စေလွှတ်တော်မူခဲ့တဲ့အကြောင်းအဲ့ဒီနဗီရဆူလ်တမန်တော်မြတ်များဟာ၎င်းတို့ထံကိုအလ္လာဟ်ရှင်မြတ်ကဝဟီအမိန့်တော်လမ်းညွှန်ချက်တာဝန်ပေးအပ်ခဲ့တဲ့အတိုင်းယုံကြည်သက်ဝင်ထပ်မံဟောကြားတင်ပြခဲ့တဲ့အကြောင်းနဗီရဆူလ်တမန်တော်မြတ်များတွေမြောင်များစွာအနက်ကအချို့ရဲ့အထောက်ပံ့အကြောင်းဒေသနာတော်များကိုတမန်တော်မြတ်ကြီးမုဟမ္မဒ်မုစတဖာဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုအသိပေးတော်မူခဲ့ပြီးတော့အချို့နဗီရဆူလ်တမန်တော်မြတ်များတွေရဲ့အကြောင်းကိုတော့ကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်ရှင်မြတ်ကမဖော်ပြထားတဲ့အကြောင်းနဗီရဆူလ်တမန်တော်မြတ်များတွေကိုအလ္လာဟ်ရှင်မြတ်ကစေလွှတ်တော်မူတဲ့အခါမှာရဆူလ်တမန်တော်မြတ်တွေကိုကျမ်းဂန်ဒေသနာချင်းမြတ်တော်မူခဲ့သလိုနဗီတမန်တော်မြတ်များကိုလည်းအလ္လာဟ်ရှင်မြတ်ကကျမ်းဂန်နဲ့လည်းကွာစေလွှတ်တော်မူခဲ့တဲ့အကြောင်းလူသားမျိုးတွေအုပ်စုတိုင်းမှာနဗီရဆူလ်တမန်တော်တွေပွင့်ပေါ်တော်မူခဲ့ပြီးတဲ့အကြောင်းအဲ့ဒီလိုနဗီရဆူလ်တမန်တော်တွေကိုစေလွှတ်တော်မူတဲ့အခါမှာအလ္လာဟ်ရှင်မြတ်ဟာမိမိရဲ့မရှိယတ်လို့ခေါ်တဲ့စံတသဘောတော်နဲ့အညီရွေးချယ်စေလွှတ်ခန့်တော်မူခဲ့တဲ့အကြောင်းအဲ့ဒီလိုစေလွှတ်တဲ့ပုဂ္ဂိုလ်ဘယ်လိုကိုရွေးချယ်ရမလဲဆိုတာဟာအလ္လာဟ်ရှင်မြတ်တင်တာလေအသိတော်မူသောဆိုတဲ့အကြောင်းတင်ပြခဲ့ပါတယ်။ဒါပြင်နဗီရဆူလ်တမန်တော်မြတ်တွေဟာမိမိတို့ပွင့်ပေါ်တော်မူတဲ့အယက်ဒေသမှာရှိတဲ့လူသားခတ်သိမ်းကိုတရေမောပေးသူတွေဖြစ်၎င်းတရေပေးလို့တော်သူတွေဖြစ်၎င်းလူတွေအနေနဲ့ကိယာမတ်အခါမှာသောရကအကြောင်းပြချက်တစ်စုံတရာမရှိစေရေးအတွက်၎င်းအလ္လာဟ်ရှင်ရဲ့တဘာရဲ့ပေါ်ယုံကြည်သက်ဝင်ရဲ့အလ္လာဟ်ဩဇာကိုသာနာခံရန်နဲ့ရှိုင်တန်အဖျက်အင်အားစုတွေရဲ့ဘေးကနေဝေးစွာရှောင်ကျဉ်ကြဖို့၎င်း
Allahရှင်မြတ်ကနဗီရဆူလ်တမန်တော်တွေဖြစ်လူသားတွေအနက်ကလူယောက်ျားများကိုသာနဗီရဆူလ်တမန်တော်တွေဖြစ်ရွေးချယ်ဆင်လွတ်တော်မူပြီးအဲ့ဒီနဗီရဆူလ်တမန်တော်မြတ်တွေဟာမိမိတို့ရဲ့မိသားစုဇနီးချေရများနဲ့တာသမီရင်သွေးကြနာတွေနဲ့အတူလူပေါင်းလောကပတ်ဝန်းကျင်မှာနေထိုင်သွားလာဘဝတည်ဆောက်ကြပြီးအလ္လာဟ်ရှင်မြတ်ရဲ့ထူးကဲစွာချီးမြှင့်တဲ့ဝဟီအမိန့်တော်လမ်းညွှန်ချက်မိန့်ကြားချက်တွေကိုလူသားတွေထံအရှိတိုင်းမှန်မှန်ကန်ကန်တိတိကျကျထင်ထင်ရှားရှားစင်ပြန်ပို့ချပေးတော်မူခဲ့ကြတဲ့အကြောင်းကျွန်တော်တင်ပြခဲ့ပါတယ်နောက်ဆုံးတမန်တော်ဖြစ်တဲ့မုဟမ္မဒ်ရဆူလလာဆလ္လာလာဟူအလိုင်ဝါဆလမ်အန်ဒီမတမန်တော်မြတ်ထံကိုအလ္လာဟ်ရှင်မြတ်ကဝဟီထုတ်ပြန်တဲ့အခါမှာအလ္လာဟ်ရှင်မြတ်ရဲ့ဆွန်နတ်ဥပဒေပြဋ္ဌာန်းချက်မှာရှိတဲ့အတိုင်းနဗီရဆူလ်တမန်တော်မြတ်တွေကိုစေလွှတ်ရင်အဲ့ဒီနဗီရဆူလ်တမန်တော်မြတ်တွေပွင့်ရောက်ရာဒေတာကလူတွေသုံးဆွဲပြောဆိုလျက်ရှိတဲ့ဘာသာစာစကားနဲ့သာဝဟီထုတ်ပြန်တော်မူတဲ့အလ္လာဟ်ရဲ့ဆွန်နတ်ဥပဒေနဲ့ပြဋ္ဌာန်းချက်ဓလေ့တော်နဲ့အညီတမန်တော်မြတ်ကြီးမုဟမ္မဒ်မုစဖာဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုအာရဘီဘာသာစာစကားနဲ့အလ္လာဟ်ရှင်မြတ်ကနောက်ဆုံးကျမ်းဂန်မြတ်ကုရ်အာန်ကိုထုတ်ပြန်ပို့ချပေးသားတော်မူခဲ့ပါတယ်အာရဘီစာစကားနဲ့ပတ်သက်ပြီးထူးခြားတဲ့အနေအထားကိုတင်ပြမယ်ဆိုရင်ဒီနေ့ကမ္ဘာပေါ်ကိုကြည့်လိုက်မယ်ဆိုရင်ကမ္ဘာပေါ်မှာလူမျိုးရှိတယ်ဘာသာစကားရှိတယ်ကျမ်းမရှိဘူးတချို့ကကျမ်းဂန်တော်ရှိတယ်လူမျိုးမရှိဘူးဘာသာစကားမရှိဘူးသို့မဟုတ်စာရှိတယ်စကားမရှိဘူးအာရဘီစာနဲ့ပတ်သက်ရင်အာရဘီစကားနဲ့ပတ်သက်ရင်အာရဘီဟာဘလောက်ထူးခြားနေလဲဆိုရင်အာရဘီအာရဗ်လူမျိုးရှိပါတယ်အာရဘီစာရှိပါတယ်အာရဘီစကားရှိပါတယ်အာရဗ်နိုင်ငံရှိပါတယ်အာရဗ်လူမျိုးရှိပါတယ်အာရဘီစာနဲ့ပြည့်ပြည့်စုံနဲ့အလ္လာဟ်ထုတ်ပြန်ပို့ချထားတဲ့ကျမ်းရှိပါတယ်အဲ့ဒီကျမ်းနာမည်ကအလ်ကုရ်အာန်ဖြစ်ပါတယ်ဒါဟာအာရဘီစာရဲ့ထူးကဲလေးနဲ့နေတဲ့အနေအထားကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်နဗီရဆူလ်တမန်တော်မြတ်တွေပွင့်ရောက်တော်မူလာတဲ့အခါမှာ၎င်းတို့လောက်ကင်ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းတောင်ရဲ့ဆောင်ရွက်ချက်တွေကိုပေါ်ပြမယ်ဆိုရင်မရှာတဲ့တရင်ကောင်းပေးကြပါတယ်နာဆင်းတတိပိန်းလို့တော်မူပြုကြပါတယ်ဟီဒါယတ်တရားလမ်းမှန်ကိုညွှန်ပြကြပါတယ်ရှာဟစ်တတ်တဲ့ခံသူတွေဖြစ်ပွင့်ရောက်တော်မူကြပါတယ်ဒါဤအလ္လာဟ်ရဲ့လမ်းကိုဖိတ်ခေါ်မှုပြုသူတွေပြုကြပါတယ်ပြီးတော့လူတွေကြားထဲမှာသူမှန်တယ်သူမှားတယ်တို့အုပ်စုမှန်တယ်သူတို့အုပ်စုမှားတယ်လို့ဖြစ်နေတဲ့ ikhtilaf လို့ခေါ်တဲ့ကွဲပြားခြားနားချက်တွေကိုအလ္လာဟ်ရဲ့ဝဟီဓမ္မနဲ့သူတို့ဖြေရှင်းပေးခဲ့ကြပါတယ်ပြီးတဲ့နောက်အလ္လာဟ်ရဲ့တရင်စကားလို့ပြောတဲ့တရားဒေသနာတော်တွေကိုတဘလီဖြန့်ချီမှုပြုခဲ့တာလေတမန်တော်မြတ်တွေရဲ့လုပ်ငန်းဆောင်တာများဖြစ်ပါတယ်ပြီးတော့နဗီရဆူလ်တမန်တော်မြတ်တာဝန်ကိုထမ်းရွက်တဲ့ပုဂ္ဂိုလ်တိုင်းဟာနံပါတ်1သူကိုယ်တိုင်မွတ်စလင်အလ္လာဟ်ရှင်မြတ်ရဲ့အမိန့်နာခံကြောင်းကျင့်ကြပါဘူးနံပါတ်2သူကျင့်ကြတဲ့ဒီဘဝတည်ဆုံးမှုလမ်းစဉ်လို့ပြောကျွန်တော်တို့အများနားလည်နေတဲ့သာသနာလို့ဆိုသူတို့တင်ပြခဲ့တဲ့ဒီင်ဟာအစ္စလာမ်ဖြစ်ပါတယ်နံပါတ်3တမီနဗီရဆူလ်တမန်တော်တွေဖြစ်ပြီဆိုရင်တောဟီဒ်လို့ခေါ်တဲ့အလ္လာဟ်ရှင်မြတ်တပါးနဲ့နေဆာထာဝရတည်ရှိပြီးအလ္လာဟ်ရှင်မြတ်တပါးနဲ့ကိုသာယုံကြည်တဲ့ဝင်အီဘာဒတ်ဩလာခံရမယ်ဆိုတဲ့အကြောင်းကိုလည်းအဲ့ဒီနဗီရဆူလ်တမန်တော်မြတ်တွေကဟောကြားတင်ပြခဲ့ပါတယ်ပြီးတော့အလ္လာဟ်ရှင်မြတ်တပါးနဲ့ပေါ်မှာတကွာလို့ခေါ်တဲ့အလ္လာဟ်ရှင်မြတ်ရဲ့လမ်းညွှန်မိန့်ကြားချက်များကိုတိကျစွာလိုက်နာပြီးအလ္လာဟ်ရှင်မြတ်တားမြစ်
များမှရှောင်ကျဉ်ဖို့ဆိုတဲ့မြတ်သောအချက်တရားကိုလည်းနဗီရဆူလ်တမန်တော်တွေကလမ်းညွှန်မိန့်ကြားတော်မူခဲ့ပါပြီးတော့မိမိတို့ကိုယ်တိုင်အလွယ်သုံးစားဘရောမှမလုပ်ဘူးလူတွေကိုသစ္စာမဖောက်သူတွေဖြစ်ဖို့မိမိတို့ကိုယ်တိုင်သစ္စာရှိပြီးတော့မိမိတို့ရဲ့လမ်းစဉ်ကိုဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ဖြစ်ခြင်းညာပြီးအဲ့ဒီလမ်းစဉ်ကိုပဲလူတွေလိုက်နာကျင့်သုံးဖို့လမ်းညွှန်မိန့်ကြားခဲ့ပါရဆူလ်နဗီတမန်တော်တွေဘတော်မပြောတဲ့ကိစ္စကမိမိတို့ထံကိုအလ္လာဟ်ရှင်မြတ်ကနဗူဝတ်တရင်စကားချီးမြှင့်ခြင်းခံရလို့ကြောင့်ဖြစ်စေမိမိသည်အမိန့်ဩဇာပြဋ္ဌာန်းပိုင်ခွင့်ရှိသူဖြစ်တဲ့အတွက်ကြောင့်ဖြစ်စေမိမိသည်အလ္လာဟ်ရှင်မြတ်ထံတော်ကချမ်းသာဒေသနာချီးမြှင့်ခြင်းခံရသူဖြစ်၍၎င်းအလ္လာဟ်ရှင်မြတ်ကိုစွန့်လွတ်၍မိမိရဲ့ဩဇာကိုသာနာခံဖို့မိမိကိုအီဘာဒတ်လုပ်ဖို့မြည်သည့်နဗီရဆူလ်တမန်တော်မြတ်တပါးကမြတ်ဟောကြားတင်ပြပြောဆိုဆောင်ရွက်ခဲ့ခြင်းအလင်းမရှိပါဘူးသူတို့ပြောဆိုခဲ့တဲ့တရားကဘာလဲဆိုရင်အလ္လာဟ်ရှင်မြတ်တပါးကိုသာတဝေယုံကြည်လိုက်နာကျင့်သုံးဖို့ဟောကြားခဲ့ကြပါသည်ဒီတော့မိမိတို့ကိုယ်တိုင်အစ္စလာမ်ဆိုတဲ့ဒီန်ကိုတဝေယုံကြည်သူမွတ်စလင်အလ္လာဟ်မိန့်နာခံတော်တွေဖြစ်တဲ့အတိုင်းအွမ်မတ်သားမြေတွေကိုလည်းအစ္စလာမ်ရဲ့ဆုံးမဩဝါဒတွေကိုလက်တွေ့လိုက်နာကျင့်သုံးသူမွတ်စလင်အလ္လာဟ်အမိန့်နာခံအနှင်းသူတွေဖြစ်ဖို့ကို၎င်းတို့ဟောကြားပြပြပေးကြပါတမန်တော်မြတ်တွေဟာအလ္လာဟ်ရှင်မြတ်ရဲ့အမိန့်တော်ကိုမိမိတို့ကိုယ်တိုင်ယုံကြည်တတ်ဝင်ပြီးတဆိုင်မမတတွဲမသိထက်ချက်မကွာလက်တွေ့လိုက်နာကျင့်သုံးကြသူတွေဖြစ်ကြပါဒါကြောင့်ကျွန်တော်တို့လူသားတွေတနည်းအားဖြင့်မွတ်စလင်ဖြစ်ဖို့မိမိကိုမိမိတဲမှတ်နေတဲ့လူတွေမွတ်စလင်ဖြစ်ဖို့ကြိုးစားနေတဲ့လူတွေအားလုံးဟာတမန်တော်မြတ်ရဲ့လမ်းစဉ်ကိုအလ္လာဟ်ရှင်မြတ်ပြဋ္ဌာန်းလမ်းညွှန်ခြင်းနဲ့အညီတိတိကျကျမှန်မှန်ကန်ကန်လိုက်နာကျင့်သုံးသွားကြဖို့လိုအပ်ပါတယ်အလ္လာဟ်ရှင်မြတ်ဆေလွတ်တော်မူတဲ့နဗီရဆူလ်တမန်တော်မြတ်များအားလုံးဟာပထမဦးစွာမိမိတို့ကိုယ်တိုင်အလ္လာဟ်ရှင်မြတ်ရဲ့လမ်းညွှန်မိန့်ကြားချက်အမိန့်တော်ကိုတဝေယုံကြည်လက်တွေ့လိုက်နာကျင့်သုံးနာခံကြပါလေအစ်တော်အလုပ်ကြပါလေကျွန်တော်ကကုရ်အာန်ရဲ့ဆူရတ်န်နီဆာဆူရာနံပါတ်4အိုင်နံပါတ်64မှာရဆူလ်တမန်တော်မြတ်တိုင်းဟာအလ္လာဟ်မိန့်တော်ကိုတိတိကျကျနာခံနိုင်နာကျင့်သုံးတော်မူခဲ့ကြတဲ့အကြောင်းအလ္လာဟ်ရှင်ကအခုလိုဖော်ပြထားပါတယ်ဝမာအရ်ဆလနာမင်ရဆူလင်အီလာလီယူတောအာဘီအစ်နီလာစင်ကြနာရှင်မြတ်ဟာရဆူလ်တမန်တော်တပါးကိုလူသားတွေထံဆေလွတ်လိုက်ရခြင်းရဲ့ရည်ရွယ်ချက်မှာအဲ့ဒီရဆူလ်တမန်တော်မြတ်ကိုတော်တိုင်ကအလ္လာဟ်ရှင်မြတ်ရဲ့ဥပဒေလမ်းညွှန်ပြဋ္ဌာန်းချက်နဲ့အညီတိကျမှန်ကန်စွာလိုက်နာနာခံရန်ဖြစ်ပါတယ်ထို့ကြောင့်အဲ့ဒီရဆူလ်နဗီတမန်တော်မြတ်တွေကိုအစ်တော်အတ်လုပ်တယ်နာခံလိုက်နာကျင့်သုံးတယ်ဆိုတဲ့မွတ်စလင်တွေဟာ